TMB Audiobook Channel ကိုစောင့်မျှော်နာဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့ဆိုင်းတို့မောသူအလွမ်းပြေဆိုတဲ့ဇလန်းလေးရဲ့အပိုင်းခုနှစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပန်းဝအညာကြီးဆန်တင်မောကချင်းတွင်းကိုဆန်လို့တက်နေပါပြီ။မုံရွာမျိုးကနနက်၈နာရီမှထွက်လို့နေကြည်နုဦးရဲ့အောက်မှာချင်းတွင်းကသူ့အကြံရဲ့အလှပများစွာနဲ့လှကျင်နိုင်လှတယ်။မုံရွာရဲ့တစ်ဖက်ကမှာဖုံးဝန်းတောင်နဲ့ကျေးစင်တောင်တွေကိုမိုင်းမြမုံဝေစွာနဲ့မြင်ရတယ်။ကြောင်မြတ်တောင်ပေါ်ကစေဒီနဲ့ရွှေတောင်ဘုရားကတပ်ပယ်လုံးလို့ကြီးညိုဝဲရဖူးတွေ့ရတယ်။ဒီမှာဘက်မှာစလင်းကြီးမြို့နယ်ရင်းမာပင်မြို့နယ်နဲ့ပလဲကန်းကော်လန်ဖောက်လုပ်နေရပလဲမြို့နယ်ရှိတယ်။မုံရွာနဲ့တစ်ဖက်ကန်းထဲမှာတော့စီကားတဲ့အလုံမြို့ကိုပြတ်တန်းလာရတယ်။မြမယေဒနာသိမ်းများစွာကိုဖောင်ဆက်တွေနဲ့မျောကျလာတဲ့ရှုပ်ငင်းကချင်းတွေရဲ့အလှတန်စာတစ်ခုပါ။ဖောင်နေပေါ်ကအဆောင်တဲလေးတွေတောင်မြေဆက်ကတန်ငါတဲလေးအဲ့အရီစီကရေလုံသားတွေရဲ့ဘဝပန်းရပုံတွေကိုတွေးတောရင်းနဲ့ခိုင်နေဦးကပန်းဝါရဲ့အစံလန်းအတိုင်းလိုက်ပါလာခဲ့ရတယ်။ဂျိုင်းနေပေါက်ရွာမှာခဏရက်ပြီးလှပလုံးနဲ့ရွှေစာရေးနေအောင်ဖြတ်တန်းနေချင်းတွင်းမြင့်ကိုတခြားမှာရွှေစေကြီးကနမိတ်ကျော်ဝဲတစ်ခုဖြစ်တယ်။တက်ပေါင်လုံသားတွေကရွှေစေကြီးဝဲနဲ့မိဘကအကြာကြီးဖောင်နေတူဝဲလည်နေပြီးမှစုံစုံနှိမ့်မြုပ်ကြရတယ်။ဖောင်မောင်းများစွာအသက်ပေါင်းများစွာပျက်စီးခဲ့ရမှုတဲ့နေရာမြေကြီးတဲ့နေရာဖြစ်တော်လေကန်းတဲ့ဘက်ကကြောက်ဆောင်နေရလှပလွန်နေအေယာရီလာတာမှန်တော်လေနီးကလွန်တဲ့ကြောက်ဆောင်နှစ်ခုမျက်နှာချင်းဆိုင်နေတဲ့နေရာမျိုးမရှိတော့ချင်းတွေရဲ့အလောင်းမမိဘူး။နတ်ကြောတောက်ပြောင်နဲ့ကြောက်ဆောင်နေရဲ့ထိတ်စီကဇီဒီဖြူဖြူလေးတွေကိုဖူးမြော်ရသည်မှာလိုက်လေးစွာကျင်းလို့စရာကောင်းနေအိုင်တောင်ရွာမှာရက်ပြီးနောက်ကဏီမျိုးမှိုင်းပြပြမုံဝေးလေးကိုဝေးလံနဲ့ကျင်းတွင်းမြေကျော်ပေါ်မြင်လိုက်ရပါပြီ။အော်လွန်ခဲ့တဲ့အနည်း20ကျော်ကာလစီကဒီမြေကျော်ပေါ်မှာပဲဖေဖေနဲ့မမေတို့ရဲ့မြစ်တာဇလန်းစခဲ့ကြတယ်။ဘလူကန်ကျမတွေကြောင့်များချစ်သူတို့အသက်နဲ့များစုံစည်းခွင့်မရကြပါလိမ့်နော်။ဆိုင်ရဲ့ချစ်မမဦးလို့ဆိုခဲ့တဲ့ချစ်ရလွန်သောချစ်ဦးသူဆိုင်နေဖြင့်ဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေနေသားဖေ။ဆိုင်မမဦးချစ်တဲ့မောင်လေးဆိုင်ရင်မမဦးလေးဆိုင်နဲ့ဝေးလံလုံးနဲ့ချင်းတွင်းမြေကျော်ပေါ်မှာရှိနေပြီမြင့်ဆိုင်ဟာမမဦးရဲ့ရင်ထဲမှာမမဦးနဲ့တူပါရှိလာပါတယ်မောင်လေးရဲ့ဟိုးတောင်ပေါ်ကလမ်းစီတွေဖြူဖြူလေးမှာဆိုင်နဲ့မမဦးတို့ဖြောင်ပြူးတိုင်ရစွာပေါင်းဖက်ရပါစေလို့မမဦးဆူတောင်းလိုက်မယ်နော်ဆိုင်ထာဝရရှင်ထဲမှာဆိုင်မှာဆိုတဲ့ခံယူချက်တွေနဲ့ဇာတိမြေကိုပြန်လာခဲ့ရပြီဖြစ်တဲ့ခိုင်နေဦးကဒေါ်နုမေတတ်တာပါတယ်ဆိုတဲ့သတင်းစကားတွေမန္တလေးကလေးရပဲကြားသိလာခဲ့ရတော့ရေးငိမ့်စွာနဲ့ပြန်လာနိုင်ခဲ့ကြမှာ3နာရီခွဲတိတိမှာကဏီမြို့ကိုဆိုက်ရောက်ပြီးအညာကြီးဆန်ပန်းဝသင်္ဘောဖြူဖြူကြီးကတော့ချင်းတွင်အစုံဟုံမလေးအရောက်ဆက်လက်လို့ချီတက်သွားပြီ။အော်ခက်တာမြိုင်ကရည်ရွယ်ချက်မအောင်မြင်ပါပဲနဲ့ပြန်လာခဲ့ရတဲ့ခိုင်တွေဦးမှာမွေးစာနီးမြေကိုပြန်လည်လို့ခြေချခဲ့ရပါပြီတကား။ငါမမပါဘူးညီးစင်ကကိုတောင်းငွေကမနေနိုင်မထိုင်နိုင်တန်ကျိုးရိုက်မှာလား။ဘာမှမဟုတ်လို့လေအေးမေကတယောက်တည်းစင်စင်ရင်ရင်နဲ့ဟိုမှာတထေးတွေမဟုတ်လားမဟုတ်ရပါဘူးမမီရဲ့ညီအဖွားတွေအဖေတွေကလက်ခံနေဆိုရင်လေနေလေသူတို့ကအမျိုးမြင့်မြတ်တယ်ချမ်းသာကြတယ်မဟုတ်လားဒီမအေကတော့ဂုံမရှိစီးစိမ်မရှိနေဘူးငါသေးတာတော့ပြန်မလာပါနဲ့ရပါတယ်မမီရဲ့တော့မှတော့မအေကတော့သမီးလေးအတွက်ပဲအသက်ရှင်နေခဲ့တာငါဘွားတစ်လျှောက်လုံးအချိန်ပြည့်ငါသမီးအတွက်ဆိုပြီးနေခဲ့တယ်ကောလိပ်ကျောင်းတက်ချင်လာရဲ့ဆိုလို့ငါမှမရှိရှိရလေးနဲ့ကြံပန်ထားပေးခဲ့တာဘွဲ့လည်းရရောမအေကိုခြေစုံကန်ပြီးဖေးအိမ်ကိုသွားတဲ့ရှင်တမီးမားပါတယ်မမေရဲ့ခက်တာမြန်ကိုသွားခဲ့မိတာတကယ်ပဲတမီးမားခဲ့မိမှသိပါပြီမမေရဲ့တမီးရဲ့မပြစ်တွေကိုခွက်လို့ပါတမီးကိုစိတ်မနာလိုက်ပါနဲ့မမေရဲ့တမီးလေမမေကိုရှ िख ိုးပြီးတောင်းပန်ပါတယ်မမေရဲ့ကြည်ပါခွက်လို့ပါတမီးကိုတနာပါနော်မမေမျက်ရည်လေးရွှဲနဲ့အသေးခိုင်းစီရဲ့စကားတွေနဲ့တောင်းပန်နေရှာတော့ချစ်သမီးလေးရဲ့အဖြစ်ကိုဒေါ်နုမေကြည့်ရတော့ဟဲ့မတူကဲပါတိတ်မနေနဲ့အဖွားတွေအဖေတွေကဘာတွေများချီးမြှင့်လိုက်လဲခိုင်တွေဦးကောင်းခါလို့မျက်ရည်သုံးရင်ရှိုက်နေမိသေးတယ်တမီးကိုရောသူတို့ကလက်ခံကြရဲ့လားဒေါခင်လေးတင်ကအင်မတန်မှဘဝင်မြင့်နဲ့အဆင့်ခွဲတဲ့လောဘတက်ကြရကြီးတဲ့အမျိုးသမီးပဲမမေခက်တာမြိုင်ကိုမတော်ခင်မမေတောင်းတဲ့ဂတိကိုတမီးပေးခဲ့သားပဲမမေရဲ့အဲ့ဒီဂတိရဲ့အတိုင်းခက်တာမြိုင်ရဲ့မိသားစုရဲ့တယောက်ပါလို့
သမီးဘသူ့ကိုမှပြောမပြခဲ့ပါဘူးမမီသူတို့အနေနဲ့သူတို့တီးခဲ့ကြတဲ့ဒေါ်အက်စတာနဲ့ဖေဖေတို့ရဲ့အကြောင်းတွေကိုတော့မမီကိုပြန်ပြောင်းမပြောပြလို့တော့မမီခက်တာမြိုင်ရလေမမီရောက်ခဲ့တဲ့ခက်တာမြိုင်နဲ့ဘာမှမဆိုင်တော့လောက်ကိုကြောက်ဆုံးနေပါပြီမမီရဲ့ဒေါက်ကင်လေးတိတ်ဆိုရင်လေလောဘတက္ကရာနဲ့မာမာနလုံးဝကင်းစင်ပြီးတရားဓမ္မနဲ့မွေးရော်နေတဲ့မမတဲ့အဖွားကြီးတယောက်ဖြစ်နေခဲ့ပါပြီလောကနဲ့တရားရဲ့အလှည့်ပြောင်းများဟာအင်မတန်မှကြောက်စရာကောင်းလာပါလားဒါနဲ့ဟိုညီကိုရောမမီကဖေဖေရဲ့သတင်းစကားတွေကိုကြားသိလို့စိတ်ရှိပါသေးကြောင်းခိုင်နှူးမြင်တွေ့ရပါပြီဦးတီအောင်နိုင်ကတော့ဟိုတော့မမီပြောမှုတဲ့ဒေါ်စတာနဲ့ပေါင်းနေပါတယ်ဒါမဲ့အရက်သမားကျင်းလုံးလုံးဖြစ်နေပါပြီဘာမှမစွမ်းဆောင်နိုင်တော့ဒေါ်အစတာကလည်းတိတ်ဖောက်ပြန်တာပဲဟိုလေဖေဖေကတော့ဒေါ်စောနန္ဒာဆိုတဲ့ရှမ်းမျိုးသမီးတယောက်နဲ့လက်ဆက်ထားတယ်သူတို့ကမွေးတဲ့ကလေးကိုသမီးကြည့်ပေးရတာပါမမီစားထဲမှာတော့သမီးလောက်ရတဲ့အလုပ်အကြနဲ့ကျမ်းမာကြောင်စိတ်မပူဖို့အကြောင်းလောက်သာထည့်ရခဲ့ရတာပါသမီးမှာတော့လှုပ်ဝက်လိုက်ရတာဒါပေမဲ့တည်တည်တဲ့လောက်တော့တိကုန်ကြပါပြီဘာဟုတ်လဲဒီလိုပါမမီသမီးကိုသူ့သမီးမှမသိပဲသူ့ကိုသမီးအဖြစ်နဲ့သိနေရသူကဖေဖေဦးတီအောင်ခိုင်ပါဖေဖေဦးတီအောင်ခိုင်နဲ့ဆွေးနွေးပြောဆိုခဲ့ရပုံတွေကိုခိုင်နှူးသေးစိတ်ပြောပြမိတယ်တောင်ကြီးကိုလိုက်သွားပြီးအသက်အနည်းနဲ့ရင်ဆိုင်ခဲ့ရပုံတွေဆိုင်းလန်းဝေဆိုတဲ့ကောင်းလေးတယောက်နဲ့အသေးနှစ်ယောက်ချစ်ခဲ့ရပုံတွေကိုတော့ခိုင်နှူးချမ်းလက်ထားမိတယ်တခြားသောအကြောင်းအရာတွေကိုတော့စစ်သိစုံစုံအသေးစိတ်ပြောပြပြီးမှဖေဖေကလေသမီးကိုသူ့သမီးမှမသိပဲမမေရဲ့သမီးဖြစ်နေတာသိပြီးအမစကားပါလိုက်သေးတယ်မမေဘာများတယ်လဲသမီးရဲ့မနှုတ်မီကိုပြောလိုက်ပါကွယ်တဲ့အမြဲကျမ်းမာပါစေလို့ဦးလေးကဆွတောင်းမြတ်တာပို့လိုက်ပါရဲ့လို့ပြောလိုက်မှားလိုက်ပါတယ်မမေသူရောကိုကျမ်းမာစေချမ်းသာရှိရလားကွယ်ဟုတ်ကဲ့ရှိပါတယ်မမေရဲ့မမေကတင်ငိမ့်တဲ့ကြည်တွေနဲ့ငေးတယ်မမေရဲ့အတွေးတွေကနှင်းများစွာကိုကြောက်ပြက်လို့ဟိုမှာဘက်ရဲ့နှင်းဦးပိုင်းစီကိုရောက်ရှိသွားတယ်နှကန်းလေးတင်းနေစီပြီးရဲရဲလေးပြုံးလာတယ်မမေချစ်မမေတော်နုမေရဲ့မုံမိုင်းစမျက်ဝန်းအစုံမှာမျက်ရည်စာလေးတွေနဲ့ကြည်လဲလို့ပါလားဖေဖေ3 လကျော်များကြုံတွေ့နေတိုင်ခဲ့ရစဉ်ကခေါ်ခွင့်မရခဲ့သည်များအခုမှပဲသမီးခေါ်ပြရစီတော့ဖေဖေခိုင်နေဦးဆိုတဲ့သမီးဟာဖေဖေရဲ့သမီးရင်ခောက်ခောက်ပါဖေဖေရဲ့ဖေဖေတော့တိတ်အောင်တော့မှာပဲနော်ຫນွေဦးတညမှာဖေဖေနဲ့မမေနဲ့ဆုံခဲ့ကြတယ်နော်ခွတ်လို့ပါဖေဖေသမီးပြောပြရစီအဲ့လိုຫນွေဦးတညမှာမြစ်တာမျှခဲ့ရကဖြစ်တည်လာတဲ့ဖေဖေရဲ့ရင်သွေးဆက်ပါဒါကိုတက်သေးပြစရာလူမတင်ပါဘူးနော်ဖေဖေကိုယ်တိုင်ခက်တာမြင်မှသိပြီးသားပါဦးတယောက်နိုင်ရဲ့ဇနီးကသူလစ်လို့ရှုဥပက္ခပြုတ်ထားတဲ့အချိန်တွင်းမှာတစုံတယောက်နဲ့ဖောက်ပြန်မှုပေါ်ပေါက်လာကြောင်းခိုင်မာတွေ့ရလို့ကွာရှင်းပြဆဲခဲ့ကြတယ်ဆိုတဲ့အကြောင်းလေးအဲ့ဒီတစုံတယောက်ကဖေဖေပါဒီအကြောင်းအရာတွေကိုမမေကသူ့အသက်နဲ့များထင်ချန်ဝတ်သူပြီးသူ့တယောက်တည်းမကြည့်မစက်ကြိတ်မိတ်ခန်းစားသွားမယ်လို့ဆုံးဖြတ်ထားခဲ့သူပါခံလဲခန်းစားနေရရှာစေပါမမေရင်ထဲမှာကြိတ်ခဲတစ်ခုနဲ့ထာဝရလမ်းဆွေးနေရရှာရဲ့လို့သမီးတတိထားမိတတ်လာတဲ့အချိန်ကမကြာလာသေးပါဘူးဖေဖေသမီးတက္ကသိုလ်ရောက်စာနှစ်တည်စီကပါသမီးအဝိဇ္ဇာဝေကိုမန္တလေးတက္ကသိုလ်ကရခဲ့ပြီးပါပြီမမေကိုမေးလို့တော့မှမမေကလည်းပြောပြရှာပါတယ်ဖေဖေအစ်စ်မှန်ကိုသိပါစီတော့ဆိုရရည်ရွယ်ချက်နဲ့ဆန္ဒလည်းမမေ့စီမှာရှိရန်တူပါရဲ့ຫນွေဦးတညမှာချက်လာစွာသောကိုတယောက်ခိုင်းဆိုတဲ့သူနဲ့စုံနေခဲ့ရပုံလေးတွေကိုမှတ်တမ်းတင်လို့စိမ့်နဲ့ဖေဖေမမေတို့ရဲ့သမီးကိုခိုင်နှွေဦးလို့တင်စီခဲ့တာပါလေဖေဖေသမီးရဲ့တချမ်းပဲ့နေရဲ့ဘဝကိုပြည့်ပြည့်စုံစုံသိလာရပြီးရဲ့နောက်ပိုင်းတားဆီးများတဲ့ဝေဒနာတရက်ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ဖေဖေကိုတွေ့ကြလွန်တဲ့စိတ်ဝေဒနာပါဖေဖေမေမေတောင်းပါရဲ့နဲ့သမီးစွန့်ထွက်လာခဲ့မိတယ်ခက်တာမြန်ကိုကြီးကပ်နိုင်မှုတော်ကြီးစူးစမ်းပြီးမှခက်တာမြန်ရဲ့အိမ်စီကလေးတိမ်မလေးဖြစ်အောက်ခြေကနေပြီးဝင်ခွင့်ရခဲ့တယ်ဘာပဲဖြစ်ဖြစ်ဖေဖေကိုချစ်ကြည်ညိုစိတ်ကိုညီမလေးကိုတနာစိတ်မမေကြီးကိုတန်ရောစိတ်စိတ်တွေနဲ့ဖေဖေရဲ့သမီးဘလောက်ပင်မခံပြီးလှုပ်ပေးခဲ့ပါတယ်ဆိုတော့ဖေဖေမြင်ပါနော်ဒါပေမဲ့ခက်တာမြန်ရနေပြီးဘာမှအောင်မြင်မှုမရခဲ့ပေနဲ့သမီးဇာတိမြေမမေစီကိုပြန်လာခဲ့ရပါပြီမအောင်မြင်မှုဆိုတဲ့အကြောင်းရဲ့အဓိကဖေဖေကိုဖေဖေပါရဲ့ဆိုပြီးခေါ်ခွင့်အောင်သမီးမစွမ်းဆောင်နိုင်ခဲ့လို့ပါသမီးရှက်တယ်ဖေဖေရဲ့ပြီးတော့ကြောက်လေကြောက်တယ်ဒါကြောင့်ခက်တာမြိုင်နဲ့တောက်ကြီးမှာ3 လကျော်ကြာခဲ့တဲ့သမီးရဲ့ခီးကအချင်းကြီးဖြစ်ခဲ့ရပါတယ်သမီးခိုင်နေဦးဆိုတာဖေဖေရဲ့သမီးပါဆိုတာဖေဖေလက်ခံနိုင်ရလား
သမီးကပြောချင်တာမမေအကြောင်းပါပဲအများအမြင်မှာမမေကအယုံနေဆုံးမိန်းမလေးတယောက်ဖြစ်ခြင်းဖြစ်မှာခက်တာမြန်ရဲ့အမြင်မှာလည်းမမေကဝန်ခံခဲ့တဲ့အတိုင်းကိုလင်သားရှိပါလျက်နဲ့ဖောက်ပြန်ခဲ့တဲ့မိန်းမတယောက်အနေနဲ့ခေါင်းကိုအရှုပ်ပေးပြီးမျက်ရည်ဆက်လက်နဲ့ထွက်ခွာလာခဲ့ရတယ်။ဒါမဲ့ဖေဖေရဲ့မမေဟာမေတ္တာတရားအမြင့်မားဆုံးမိန်းမသူချစ်သူပေါ်မှာတစ္ဆာရှိဆုံးအငဲ့ညာဆုံးမိန်းမတယောက်ပါဆိုတာတော့ဖေဖေလက်ခံပါရှင်။မမေဟာဖေဖေရဲ့အောင်မြင်စေမှုတိတ်ခါကြီးမြင့်စေမှုတွေကိုသူ့ရဲ့စိတ်ရွှေရတနာသူ့ရဲ့အဆက်သူ့ရဲ့ဘဝသူ့ရဲ့အသေးနှလုံးနေနဲ့လဲလှယ်ပေးခဲ့တဲ့မိန်းမပါအနည်း20ကျော်တိုင်းခိုင်မြဲတဲ့မမေရဲ့မေတ္တာတရားနဲ့စောင့်စည်းထိန်ချုပ်မှုတွေကိုဖေဖေလက်ခံနေခိုင်နေဦးဆိုတဲ့သမီးကိုသမီးဖြစ်နေဖေဖေတတ်မှတ်နိုင်နေဆိုရင်ဖြင့်ဖေဖေရဲ့သမီးတို့သားမိစီကိုတကြောင်တပါလာလေးဖြစ်ဖြစ်စပြန်ကြပါခက်တာမြင်မှာဖေဖေနဲ့နှစ်ယောက်တည်းစုံခဲ့ရစီဟာမျက်ရည်တွေကျပြီးသမီးဘက်လောက်တီးခတ်ပြီးခံစားခဲ့ရပါတယ်ဆိုတာတွေဖေဖေပြန်တွေးကြည့်ပါဖေဖေရဲ့ရင်းရင်တော်မှသမီးငိုနေမိပါပြီဖေဖေရဲ့ပြန်စာကိုသမီးသိပ်ပြီးမျောလင့်ကြီးနေမိပါတယ်မမေလည်းနေမကောင်းဖေဖေဆရာဝန်ကစိတ်ုံတက်ခိုင်နေတာခုတော့အိမ်မှာပါပဲသမီးစာရီရှင်းနေပြီဖေဖေအမမရင်သမီးကိုခွတ်လွတ်ပါနော်အနည်း20ကျော်ကြာမှတွေ့ကြရတဲ့ဖေဖေကိုချစ်ကြည်ညိုလုံးစိတ်နဲ့သမီးအမြဲတမ်းရှိကုတ်ကြော့နေမိပါတယ်ဖေဖေတကြမ်းပဲဘဝနဲ့ဖခင်ရဲ့မေတ္တာကိုမရရှိခဲ့ဘူးတဲ့သမီးလေးအတွက်မေတ္တာရေးပါမယ်ဖေဖေရဲ့ဆာလောင်လေးတစ်ဆောင်မျောလင့်ကြီးစွာနဲ့စောင့်မျှော်နေမိစေဖေဖေရဲ့ချစ်သမီးဖြစ်ခွင့်ရလုံလာတဲ့ခိုင်တွေဦးယောဂစိုးရင်ရလောက်အခြေအနေကမစိုးသေးပါဘူးဒါပေမဲ့ဒီမှာဒီတိုင်းထားလို့တော့မကောင်းကြာရင်တော့ပိုပြီးဆိုးလာနိုင်ပါတယ်ဒါဖြင့်ဘာလို့ရမလဲဒေါက်တာရေဒေါ်နုမေကိုမန္တလေးဖြစ်ဖြစ်ရန်ကုန်ဖြစ်ဖြစ်သွားပြီးစိတ်ဟော်တင်မှုသိနေတယ်နဲ့သူ့ကြောက်ကမကောင်းတော့ဒါကြောင့်စီးတလောက်ဒုက္ခပေးနေတာကြောက်ကတလုံးထုတ်ပြသိရင်လည်းထုတ်ပြရလိမ့်မယ်ဒါတော့တမတော်ကြီးတွေကအဆုံးဖြတ်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဒေါက်တာဒါပေမဲ့မမီကတိတ်ခတ်တာပဲသူ့မျိုးကလွယ်လို့ဗမာမှသွားပြီးမကုတ်ဘူးတဲ့တေလေဒီမှာပဲတေကျင်တယ်လို့ပြောနေတာကဏီမျိုးသူမျိုးသားတွေကကိုမျိုးကိုတန်ရောစင်ကြီးတတ်ကြတာတိတ်ကျစရာကောင်းနေဒါပေမဲ့ယောဂဖြစ်လာရင်တင့်တော်ရမှာကုရမှာပေါ့ဒီစည်းအောင်ကမြို့နယ်စည်းအောင်ခွဲလေးဆိုတော့စေဝါကရိယာမစုံလင်လာတာခိုင်တွေဦးသိပဲအေးလေတိုင်မင်းကြည့်ကြအောင်ပေါ့ဒီစည်းအောင်မှာရှိနေစဉ်တွင်တော့ကျွန်တော်စွမ်းကုန်ကြည့်ရှုစောင့်ရှောက်ပေးပါမယ်ကျေးဇူးတင်လာပါတယ်ဆရာကြီးဆရာစေတနာကိုကျွန်မသဘောပေါက်နားလည်ပါတယ်ရှင်ကဏီမျိုးရဲ့တူရဲသောဆရာဝန်ဒေါက်တာစင်ထုံးကိုတလေးတစားနှုတ်ဆက်ပြီးမှခံတွေဦးစေအောင်ကပြန်လာခဲ့ရတယ်မမေကိုစေအောင်တင်လာခဲ့တာဆယ်ရက်တိတိရှိပြီဆရာဝန်ကလည်းစေတနာနဲ့မျိုးကြီးပြကြီးမှာတွားရောက်ကုစီခြင်းမမေကလည်းမသွားလို့ကြောက်ကန်ညင်းဆက်နေတော့ခက်လာတယ်ခွဲစိတ်ကူးသားရတဲ့အဖြစ်ကိုမမေကြောက်နိုင်ရုံတခုတည်းနဲ့မဟုတ်ဘူးမမေနဲ့ခိုင်နေဦးမှာအိမ်မိုင်တစ်လုံးရှိတာလွယ်လို့ပစ္စည်းဥစ္စာစုဆောင်းထားနိုင်ခြင်းမရှိဘူးမမေမောင်ဝဲကွဲတဲ့လောက်ကင်ပြီးတဲ့ခြံကားရရှိတဲ့ဝင်ငွေလေးနင်းငယ်သာရှိပြီးမမေငဲ့ညာနေခြင်းလည်းဖြစ်မှာခိုင်နေဦးကထမင်းကြိုက်ဆွဲလို့စေုံကထွက်လာခဲ့မိတယ်အနေအမြင့်အကြိုင်ငွေလေးတွေထူပြောတဲ့ကဏီလန်းပေါ်ရှောက်လာခဲ့ရတယ်အထက်တန်းကျောင်းဘက်ကဖြတ်ပြေးလာခဲ့ရင်နဲ့ချင်းတွင်းမြစ်ရဲ့ဟိုမှာဘက်ကဏီမျိုးရဲ့မြောက်ဘက်ကရှိကနေကိုလှမ်းငင်းနေမိတယ်ရင်ထဲမှာချစ်မိမိအတွက်တောကများစွာနဲ့လာခဲ့ရတော့လေကနေရဲ့နောက်ဘက်ဝဝေးစီကမိုင်းညို့တောင်တန်းတွေကိုမြင်လိုက်ရတဲ့ခဏမှာဆိုင်ချစ်ရလုံနဲ့မောင်လေးဆိုင်တောင်တန်းမြင်ရသည်နဲ့မောရှမ်းမြေကိုတန်းထလာမိတယ်ငါဆိုင်နဲ့ခွဲလာတာရက်20ကျော်သွားပြီတလားပြင်ပြန်လာခဲ့မယ်ဆိုလို့သူရက်တွေရွေတက်ပြီးတော့ငါ့ကိုမျှော်နေရှာမှာပဲဆိုင်ရဲ့ဆိုင်လေမမကိုသိကျက်တယ်ဆိုတော့မမကိုသိပါရဲ့ကွယ်မခွဲနိုင်ရှာတော့လဲမမကိုအမြင်ပါအချိန်ကြီးများပေးခင်ရင်ဟော်ရီတော်ရီဟိုအတောင်တွေကိုကြောက်ဖြတ်ပြီးပြေးလာခဲ့ခြင်းမရဲ့အချစ်ရင်ခုတော့အချိန်ကြီးကမပေးတော့ဘူးမမေကိုပြစ်ပြီးမမကိုဆိုင်စီလာလို့မဖြစ်တော့ဘူးဆိုင်လေးတိတ်များလွမ်းနေမလားမမကိုစိတ်ကောက်နေမလားလူဆိုးလေးရဲ့ဆိုင်စီကိုစာရှိရေးပြီးတော့နှစ်သိမ့်ရမယ်တောင်းမှန်လိုက်မယ်ဆိုတဲ့အတွေးတွေနဲ့ခိုင်တွေကချင်းတွင်းမြေကမ်းမနာရှိအိမ်စီကိုပြန်လာခဲ့ရတယ်ခိုင်တွေဦးဆင်းဝါပြန်လာလားဟုတ်ကဲ့ကြီးကြီးညွတ်အေးမြင်မြန်သွားအိမ်မှာဧည့်သည်ရောက်နေဘယ်ကဧည့်သည်လဲကြီးကြီးညွတ်ရဲ့မပြောတတ်ဘူးခိုင်တွေဦးတို့အိမ်မေးလို့ညှော်လိုက်တယ်ခုနကမှတင်းမော့နဲ့ရောက်လာတာတပတ်ချံကြီးကြီးညွတ်ရဲ့စကားကြောင့်ပြေးမတက်ခိုင်တွေဦးပြန်လာခဲ့ရတယ်ဘသူပါလဲဆိုတဲ့တိလို့စောနေခုလင်းနေတွေးလာခဲ့တာစိုက်မြလားဒလိုသောမျောလင်းချက်လေးတွေနဲ့ခြေတန်းရှိအိမ်ရဲ့လေကန်တစ်တွေကိုနင်းလို့တက်လာမိတယ်
အိမ်ရဲ့ဘော်တဲ့ကောင်းရင်မှာထိုင်ဆောင်နေတဲ့ဧည့်သည်ကိုမြင်လိုက်တော့ခိုင်နေဦးရဲ့တကွန်လုံးမြောက်ကျသွားပြီးထင်မိတယ်။ခြေနဲ့မြေလို့သွားလောက်ဝမ်းသာခြင်းရှင်ကိုကြီးမားစွာလက်တွေကထမင်းချိုင်းကိုပြစ်ချလို့ပြေးလွှားလိုက်တယ်။ဟာဖေဖေ။အိုးဖေဖေလိုက်လာတယ်။ဒါပြေးပက်မဲ့ပြေးပြီးမှအနီးရောက်ကိုရှိန်တက်လို့ရက်လိုက်မိတယ်။ဖေဖေဘက်ကဘဲသို့သောသဘောနဲ့လိုက်လာခြင်းမှာဆိုတဲ့တန်တရားစိတ်လေးတွေဖြတ်တန်းသွားလို့ပါ။သမီးဖေဖေသမီးကြီးဆိုင်ရလို့ဖေဖေလိုက်လာတာ။ဟဲဖေဖေရေခိုင်နေဦးကဖခင်ရဲ့ရှိမှဒူးထောက်ထိုင်ကြပြီးခြေစုပ်ကိုအားကုန်ဖက်တွေထားလိုက်တယ်။သမီးမမေရောမမေစီအောင်ပါဖေဖေ။အိုးသူတိတ်နေမကောင်းလားကွယ်။ဖေဖေကိုခိုင်နေဦးအဖြစ်မပေးနိုင်တော့။ဟမ်သမီးကြီးငိုနေတယ်။ထဒီမှာထိုင်ရအောင်ပါသမီးရေ။တနေနေဆိုင်ငိုနေတဲ့ခိုင်နေဦးကိုဦးတင်အောင်ခိုင်ရမယူလို့အိမ်ပေါ်မှာထိုင်စီတယ်။ဘာလို့လဲသမီးရဲ့မနှုတ်မေချင်းနေတိတ်ဆိုးနေလိုက်ဟင်ဘဘေမမေအခုနေကောင်းပါလေဘာလို့တလောက်တော့ငိုနေရလဲသမီးရဲ့ဝမ်းနေသွားလို့လားသမီးဝမ်းလဲနေတဲ့ဝမ်းလဲတာတယ်ဘဘေရဲ့သမီးမျောလေးတောင်းတခဲ့ရတဲ့အချိန်ကြီးကြာလာပါပြီခုမှပြည့်တော့တာသမီးကိုဖေသမီးအဖြစ်တတ်မဲ့တယ်လားဖေရဲ့သမီးကြီးစားရပြီးရဲ့ညာဖေမအိတ်နိုင်ဟိုမှာနဲ့စီစဉ်ပြီးတော့ဖေစွန့်ထွက်လာခဲ့တာသမီးတို့သားမီးကိုဖေတိတ်တနာကျင်တာတယ်သမီးကဖေသမီးဦးဆိုတာလေအကျွမ်းမဲ့ယုံကြည်ပြီးပါပြီ။အော်မနှုတ်မီရဲ့မှတ်တက်လိုက်တာ။ခိုင်တွေဦးတဲ့။ခိုင်တွေဦးရဲ့ရှင်ကပြောင်းဆက်နေမိတယ်။ကမ္ဘာပေါ်မှာအကြီးမားဆုံးစွမ်းရည်တစ်ခုကိုရှင်နဲ့ထည့်ထားခွင့်ရတာတတ်တောင်ကဲလေဦးမေထင်တယ်။ဖေရောက်ရှိလာခြင်းအတွက်ဝမ်းသာအားတက်လန်းရတယ်ဖြစ်ခြင်း။အော်ဖေတမင်းစားဖို့သမီးပြင်ဆင်လိုက်အောင်မယ်နော်။ဖေစာနေရောပေါ့။စောစောကလေးကသာတီးခွင့်ရရင်လေမနဲ့ကြီးကလေးကသမီးတင်မောစိတ်ကကြိုနေမိမှာ။သမီးရှင်းဖေမဆောင်ဖေအတွက်လေဘာမှတာဝန်မထားနဲ့ဖေဖြစ်တယ်လို့စားနိုင်တယ်သမီးမမေနဲ့ဖေတွေ့ခွင့်ရနိုင်မလားစင့်အောင်ပိတ်ပလားရတယ်ဖေစင့်အောင်ရပါတယ်အခုသွားမလားယင်အေးသွားလိုက်အောင်သမီးရဲ့ဖေသူ့ကိုတိတ်တွေ့ခြင်းနဲ့ကွယ်မမေမျက်ရည်စားတွေကိုဖေတုပ်ပေးနေခြင်းခိုင်နွေဦးခမ်းမြင်ကိုထွက်လာခဲ့မိတယ်ခိုင်နွေဦးဖေတန်အစာရှိတစ်စောင်ရေးခဲ့တာကိုလည်းမမေမသိဘူးဖေယခုလိုမမျော်လင့်မတင်မဲ့ပဲရောက်ရှိလာတဲ့အတွက်ခိုင်နွေဦးရဲ့စိတ်ကိုမနှဲတည်ငြိမ်အောင်ကြိုးစားပြီးမှမမေတံကိုရင်ဦးဆုံးသွားတွေ့ရတယ်။ဖေတံကိုစာရေးလို့ဖွင့်ပြောခဲ့မိတဲ့အကြောင်းနဲ့သမီးရဲ့စာရရင်ပဲကြီးမားတဲ့တန်ရောစင်မြတ်တာတွေနဲ့ဖေလိုက်လာခဲ့ရရှာတဲ့အကြောင်းတွေကိုအကျဉ်းယုံပြီးအလွန်ပြည့်ပြည့်အောင်မမေကိုခိုင်နွေဦးပြောပြရတယ်။အိုးသူလိုက်လာတယ်။မမေတော်မှခိုင်နွေဦးလိုပဲလှုပ်ရှားသွားရှာတယ်။သူဆိုတဲ့မမေတော်နှုတ်မီရဲ့ရှင်တွေကထာဝရချစ်သူကိုတွေ့ဆုံမှုမမေလည်းဆန္ဒရှိရှာတယ်။နေကောင်းရဲ့လားမနှုတ်မီရဲ့သမီးကြီးဆိုင်ရလို့လိုက်လာခဲ့တာပါညင်သာချိုသိန်းတဲ့လီတန်နဲ့မမေရဲ့ကရင်နာမှာဖေကက်လို့မိတယ်ကျုံနေချင်းရော်နေတဲ့မမေရဲ့လက်ကလေးကိုအားပေးစိတ်နဲ့ဖေစုပ်ကင်ချင်းမမေမျက်ရည်တွေကျလာတယ်အော်အသက်40ကျော်အိုမင်းချင်းရော်နေသည့်တိုင်မိမသားတို့ရဲ့နှလုံးသားမှာချစ်မြတ်လို့ခြင်းမေတ္တာနဲ့ပတ်သက်လို့လှုပ်ရှားရစေပါတကားဆင်းအောင်ကန်ရဲ့ပြင်မှာခိုင်နေဦးတွေးနေမိတယ်ရင်မာတော့ကြည်နွေးရခြင်းပိတိဟုံကြောင့်ခက်ခိုက်တုံလုံးနေတယ်ချစ်ညညိုပွဲရဖေကိုမျက်နှိုးကိုကွယ်ငရရှိတဲ့အဖြစ်ကိုလည်းဝမ်းမြောက်မဆုံးအဲ့ဒီတက်ပို့ခဲ့လို့အသေးခံအောင်ချစ်ခဲ့ရတဲ့ချီဦးတီရဲ့မျက်နှာကိုရဲဝံ့စွာတော့ကြည့်ခွင့်မရရှာခဲ့ဘူးတဲ့ချစ်မေမေရဲ့ထာဝရပူလောင်နေရစေအသေးရည်မြင်ကိုဖေရဲ့ရင်းချက်ငြိမ်းရတဲ့မြတ်တာနဲ့စိုးပြေခွင့်ရရှိလာနိုင်အောင်စွမ်းဆောင်ကြိုးပမ်းနိုင်မှလားဆိုတဲ့တရားခိုင်နွေဦးရဲ့ရင်ကိုလှက်လက်ခုံအောင်လို့ဝမ်းသာကြည်နူးခြင်းများစွာဝင်ကြားနေမိတော့တယ်တမီလာလေဖေကိုယ်တိုင်အခန်းဝါထွက်ကုန်မှခိုင်နွေဦးပြန်ဝင်လာခဲ့ရတယ်။သမီးနဲ့ဖေလည်းသိခွင့်ရကြပြီ။ကျမကိုလည်းသူလာကြည့်ပြီးတယ်။ကျမသိပြောပါပြီရှင်။ကျမလေမငိုပါနဲ့တော့မေမေရဲ့။ဟုတ်ပါတယ်မနုမေရဲ့မငိုနဲ့နော်။မေမေကစီစစ်လာစေမျက်ရည်တွေနဲ့စကားဆက်တည်။မမနေတဲ့ကျမရဲ့ဘေးမှာကျမရဲ့သမီးနဲ့သူ့ကိုရှင်တွဲပြီးတွေ့ရလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့မိပါဘူး။ခုလိုရှင်မင်းမြင်ရတော့မနှုတ်မေဝမ်းမသာဘူးလားဝမ်းသာလွန်လို့ရင်ထဲမှာစွတ်တက်နေတာဒါကြောင့်လေကျမမျက်ရည်ကျလာမိတာပါအဖေကိုရောင်းခေါ်ပေးနိုင်တဲ့သမီးကိုလည်းမေမေချင်းမမိပါတယ်ပြီးတော့ကျမစီရအောင်လိုက်လာခဲ့တဲ့သူ့ကိုလည်းကျေးဇူးတင်တယ်ကျမဘယ်လောက်ခံစားခဲ့ရတယ်ဒီသမီးလေးလူလာမြောက်အမေတယောက်အနေနဲ့ဘယ်လောက်ရုန်းကန်ခဲ့ရတယ်ဆိုတာတွေရော
တွေးတာကြည့်ပါတော့လေပြောမပြလို့တော့ပါဘူးကျွန်တော်နားလေပါတယ်တွေးမိပါတယ်စာနာမိပါတယ်မနှုတ်မေရဲ့ကျွန်တော်ရောမနှုတ်မေပါသစ္စာဖြတ်ကြတာမဟုတ်ခဲ့ကြပါဘူးဒါပေမဲ့ကံကြမ္မာကျွန်တော်မိသားစုမျက်နှာတောင်မပေးလို့အမျိုးမျိုးလဲကြုံမှုတွေဖြစ်ခဲ့ရတာတော့မနှုတ်မေစိတ်ပြေပါတော့ဟုတ်ကဲ့ဘသူမပြုတ်မိမိမှုတရားနဲ့ဖြစ်သိမ့်နိုင်ခဲ့ပါပြီခုလိုသူရောက်လာတဲ့အတွက်သမီးလေးကိုစိတ်ကြလက်ချကျမဘဝကူးသွားနိုင်တာပေါ့လေမမီရဲ့ဒီလိုမပြောပါနဲ့တော့ဟုတ်ပါတယ်မနှုတ်မေရဲ့မနှုတ်မေရဲ့ဝေဒနာတွေပျောက်ကင်းအောင်ကျွန်တော်ရှေ့ဆောင်ကုသပေးပါမယ်မနှုတ်မေအားမငယ်ပါနဲ့နော်မမေတံမှာအချိန်ကြာညောင်းစွာနေခဲ့ကြပြီးမှသားမနှစ်ယောက်အိမ်ကိုပြန်လာခဲ့ကြသည်ညစဉ်မမေကိုခိုင်တွေကိုစောင့်နေကြပါရင်းနှီးညတော့ဖေဖေနဲ့စကားပြောချင်လာတဲ့အတွက်ជីជីညွန့်ကိုတော့သွားဆောင်နေခိုင်းရတယ်အိမ်ဆောင်မောင်ဝမ်းခွဲလေးတိုးအောင်ရဲ့ကူညီနဲ့ဖေဖေအတွက်ညစာကိုဖွယ်ဖွယ်ရာစီမံပေးနိုင်ခဲ့သည်အိမ်ညကဖေဖေနဲ့တကောင်ကျော်သည့်တိုင်ထိုင်လို့စကားပြောနေမိကြတယ်နှင်းစီလေးကျမ်းမာရေးကောင်းပါတယ်ဆိုတဲ့သတင်းစကားလွေလို့ခက်တိုင်မန်ရဲ့အကြောင်းတွေကတကူးမှမကောင်းခဲ့ဘူးဒေါခင်လေးတရဲ့နှလုံးရောဂါတနေ့တခြားအချိန်နေဆိုးရလာပြီးအတက်နိုင်ဆုံးကောင်းဆုံးပြုစုပါမှနှစ်အနည်းငယ်သာအသက်ရှင်နိုင်တော့မယ့်အကြောင်းနဲ့ခက်တိုင်မြိုင်ချမ်းဝင်းကြီးနဲ့ဒေါခင်လေးတရဲ့လက်ကစိန်ထုတ်ကိုလိုချင်လောဘနဲ့တိုက်နေကြတဲ့ဒေါ်အက်စလာနဲ့ကိုမမောင်သိန်းတို့တောင်ကြီးကအစင်းလမ်းမှာကားမောက်ပြီးကိုမမောင်သိန်းတည်ဆုံးသွားတယ်ဒေါ်အက်စလာအဆေးုံမှာအတွင်းလူနာကုသပြောက်ကင်းရင်လည်းဘိန်းပြူအပေါင်းဝင်မှောက်ကိုပစ္စည်းတွေလက်ဝယ်ရှိမှုနဲ့တရားဥပဒေနဲ့ရင်ဆိုင်ရအောင်ပဲအနည်းဆုံးထောင်နဲ့9နှစ်ခန့်စားမှာတည်ကြနေပြီနှီးစီလေးကိုအိမ်မွားလိန်ကြလို့တယောက်ကြံဆောင်ပြီးခိုင်တွေကဒေါခင်လေးတင်ရဲ့မြည်သူ့ခင်မဦးတယောက်နိုင်ရဲ့ပထမအိမ်တော်ကသမီးဆိုပြီးမရမကသိနိုင်အောင်စူးစမ်းခဲ့ကြပြီးတော့တောင်ကြီးမှာခိုင်တွေဦးကို2ကြိမ်တိုင်တိုင်တေချောင်းကြံစီခဲ့ကြတဲ့ဒေါ်အက်စတာနဲ့ကိုမမောင်သိန်းတို့ရဲ့သွားရလန်းကကျန်းတဲ့ကျောင်းဝဲကောင်းလာပါကြီးသမီးကြီးခိုင်တွေဦးရှင်းဖေဖေသမီးကြီးပြောပြတဲ့သမီးမမေရဲ့ဇာတ်ကြောင်းဆောင်ဖေဖေသိရပါပြီဒါဆိုရင်မမေလက်တရားစိန်တို့ကသမီးတို့သားမိသားပြန်ရထိုက်တဲ့ပစ္စည်းတွေပါလားအိုးဖေဖေရဲ့မဟုတ်ဘူးသမီးလိုချင်လို့ဒီလိုပြောပြတာမဟုတ်ရပါဘူးဖေဖေသမီးတို့သားမိနှစ်ယောက်လုံးဖေဖေရဲ့မြစ်တာတစ်ခုမှလွှဲပြီးခက်တာမြန်ရန်နေဘာမှမမျောလင့်ပါဘူးဖေဖေရဲ့ဖေဖေနားလဲတယ်သမီးဒါပေမဲ့တစ္ဆာရှိရှေးလူကြီးတွေရဲ့နေရာမှာတရားအတိုင်းအုပ်စင်းရင်မှန်ပြရမှာပေါ့မမေကိုဖေဖေအကြောင်းဆောင်ပြောပြပါမယ်မမေကလည်းသမီးပြန်သွားကြတဲ့ကတဘောက်မှာပြောနေရှာတယ်သူမြည်ကြည့်လို့များသိရင်ဘလောက်ဝမ်းသာရှားလိုက်မလဲနော်ဟုတ်ပါရဲ့ဖေဖေရဲ့မမေကြီးကိုသမီးသိပ်တနာတာပဲပြုစုပေးချင်လိုက်တာဒါမဲ့မမေကလည်းဒီမှာမမနေတော့အေးပေါ်သမီးရဲ့အားလုံးပြေလေစီးလုံးခွင့်ရအောင်ဖေဖေစူးစမ်းပါမယ်စောနနာကလည်းတိတ်ပြီးအေးချင်းနဲ့မိမှာပါဖေဖေနဲ့သမီးရဲ့မမေတို့ကတရားဓမ္မနဲ့မွေးရော်ရမယ့်အရွယ်မျိုးတွေဆိုတော့တန်ဆင်ဝင်မြတ်တဲ့မြတ်တာနဲ့ဖေးမှကြားတော်မှာပါဖေဖေစီးလုံးကျင်တာတက်လွန်ခဲ့ရသူဟာခိုင်နေဦးပါဆိုင်နဲ့ချင်းမြတ်နိုးနေပြီလို့လူကြီးချင်းစီးလုံးကြည်မြမှုတွေရှားရင်တော့လောကရဲ့အပျော်ခြင်းအဆုံလူတွေစင်းမှာခိုင်နေဦးဝင်ပါလိမ့်မယ်ခိုင်နေဦးရဲ့ဦးတည်နေတဲ့ရှေ့လန်းခီးမှာတာယာညံ့ညော်လို့တင်မောလှပနေမှာပဲကဏီမြို့မှာ2နှစ်နဲ့3ညများဖေဖေနေထိုင်သွားတယ်ဒီရက်ပိုင်းနေတွင်မှာဖေဖေကိုယ်တိုင်မမေကိုအရေးတယူဂူးဒီဇိုင်းနဲ့ပြုစုပေးမှရှာတယ်အကိုကြီးတယောက်မှသည်နှမထွေးလေးတယောက်ကိုကျင်နာယူရပုံမျိုးဖြစ်နေမြင်ရတာကရင်ငင်းအေးဝေရာရှိတယ်မြင့်တာတရားလေးနဲ့ခိုင်မလုံးနဲ့ဖေဖေနဲ့မမေတို့ရဲ့အဖြစ်ကိုခိုင်တို့ရင်နှိမ့်စွာမြင်တွေ့ရပြီမမေရဲ့ဆက်လက်စေကူးသားရေးကိုဖေဖေနောက်တစ်ခေါက်ပြန်လာပြီးစီစဉ်ပေးပါမယ်လို့ကတိပြုသွားရှာတယ်တင်မောထောက်ကနေတိဖေဖေနာခိုင်နူးမခွာဘူးတတနေရဲ့မမေကိုစေုံမှာထားခဲ့ပြီးတင်မောထွက်ပြီးမှသာပြန်လာခဲ့တယ်ဖေဖေတင်မောပြန်ထွက်သွားတဲ့နောက်ကလှိုင်းလုံးနေတူခိုင်နွေဦးရဲ့ရင်မှာပြောင်းဆန်လှည့်ဝင်နေမိတယ်သမီးရဲ့မမေကိုကြေးဆိုင်နော်သူ့ရောကမသေးလောက်ဟိုမှာစီစဉ်ပေးခဲ့ပြီးဖေဖေပြန်လာခဲ့မယ်အမြန်ဆုံးပြန်လာနိုင်အောင်ကြိုးစားမယ်ဖေဖေပြန်လာမှမနုမေရဲ့ခွဲစိတ်ကူးသားမှုအတွက်စဉ်းသင်ကြမယ်လေသမီးနော်နောက်ဆုံးမှာကြားသွားတဲ့စကားတွေကိုရှင်ထဲမှာခိုင်နွေဦးရွတ်ပတ်နေမိတယ်အော်ဘလို့ဝေကျွေးတွေကြောင့်အမိရဲ့အဖရဲ့မိသားစုရဲ့ဆိုပြီးသမီးမစီစီလုံးလုံးနေခွင့်မရနိုင်တာလေရှင်မမီးရဲ့ယောဂဆိုးရလာတယ်မှုတ်တော်လေတတ်တာလာခြင်းမရှိဘူးယောဂဆိုးရင်လာဖော့ပြန်ခြင်းမရှိတော့လေမမီးရဲ့အင်အားတွေကတော့တနေ့တခြားရုပ်ရော့လာတယ်ခိုင်နူးစင်မကောင်းဖြစ်အောင်ဆိုတာတနေ့တခြားမမီးအစားရောက်လာခြင်းပဲယနေ့လည်းကျက်စုပ်ပြုတ်ရီကိုပဲတောက်တယ်ထမင်းကိုတွေ့ုံလေးစားတယ်အရာမင်းနဲ့တမင်းကြိုင်လေးဆွဲပြီးစင်မကောင်းစွာနဲ့ခိုင်နူးစေးုံကနေအိမ်ကိုပြန်လာခဲ့တယ်မမဦးဟမ်ဘာကြောင့်ကြည့်နေရလဲမမဦးရဲ့ဟဲဆိုင်မမဦးတိတ်ဆိုတယ်ဂတိလည်းမတီးဘူးဘ
ဘယ်လိုလုပ်ပြီးလိုက်လာနေဆိုင်ရင်ဘယ်တော့ရောက်လဲဘာလာလောက်တာလဲဘာလာလောက်ရမှာလဲမမကိုစီလာတာပေါ့ဗျဒီကကောင်ကမျောရလုံးသေတော့မှာတလားပြည့်အောင်စောင့်လိုက်ရတာတလားပြည့်ရောလေရောက်မလားကဲလာမမတို့အိမ်မော်သွားကြမယ်ပြီးမှဆိုင်းကြိုက်လို့ရန်တွေ့ဟုတ်ပလားမကြည်မချမ်းမချစ်မရဲ့ဖြစ်နေတဲ့ဆိုင်းကိုအိမ်မော်တက်စီရတယ်ဘာပဲဖြစ်ဖြစ်မော်ရှိုင်းမြေစီကဝေးလံလာတဲ့ကဏီမျိုးကိုကိုယ်တိုင်လိုက်လာရှာတဲ့ချစ်ရလွန်းသူဆိုင်းရဲ့မြတ်တာကြီးမြင့်မှုကိုခိုင်တွေဥခံယူရပြီကိုချင်းရသူကကိုပုံဘလောက်ချင်းမြတ်လို့ကြောင့်မြည်တရားတဲ့ကားဒီမှာပုံစံတင်မြဆရာမရှိရဲ့ကြီးနှူးချင်းမျိုးဖြစ်တတ်တယ်ဆိုင်းရဲ့မမကိုစီအယောင်လိုက်လာရင်လားကွယ်ဆိုင်းနဲ့ပိန်သွားရဲ့နော်ဟုတ်တယ်မမကလည်းနည်းနည်းပိန်သွားတယ်မမေနေမကောင်းလို့ဆိုင်ရင်စိတ်ုံတင်ထားရတာနေရောညာရောပြုစုနေရလို့ဒါဖြင့်မမကိုပိန်တာဆိုင်းုံလန်းလို့မဟုတ်ဘူးပေါ့လေဟုတ်လားပိန်တာချင်းအောင်ကြေးတိုက်နေရလားလူစိုးလေးရဲ့မမကိုရှင်ထဲမှာလေအချိန်ပြည့်ဆိုင်းပါပဲရှင်ဆိုင်းရဲ့ချစ်မမကိုရဲ့လွမ်းလိုက်ရတာမျောလိုက်ရတာဗျာအိုးဆိုင်းမကျေနဲ့တော်လေမယုံခံမိဘူးဆိုင်းရဲ့အလွမ်းပြေအနမ်းလေးတွေပြီးဆုံးနေသည့်အလိုလိုက်နေမိတယ်ကျေနဲ့တော့ကွာမမကိုဘာလို့ဆိုင်းကိုပြစ်သွားရတာလဲဗျာဒီမှာဆိုင်းမမကိုပြောမယ်ကနီကမမကိုမိခင်စားတိမိဒီမှာဆိုရင်အားလုံးသိနေကြတာဆိုင်းလိုက်လာတော့မမကိုရဲ့မောင်လေးလို့ပြောထားမှဖြစ်မှာဒီတော့နေတိုင်းစင်ញင်မှာဆိုင်းရင်ဒီများတွေမြင်ရင်မကောင်းဟိုဘက်တူလှုပ်ပြီဗျာငင်းချောင်းနေတာပြီမောင်နှမတွေပိုင်းလှုပ်မနေနဲ့မမကိုမပိုင်ဟော်ရီမျိုးကဆိုင်းမပြန်ဘူးဘယ်ဖြစ်မှလဲဆိုင်းရဲ့မမေလဲနေမကောင်းမမကိုပဲပြုစုမဲ့လူရှိတာနေလီပြုစုပေါ့လက်နိုင်တော့မှလိုက်ပေါ့မမကိုလိုက်နိုင်တဲ့နေ့မှာဆိုင်းပြန်မှာရှော့ခတ်ပါလားမခက်နဲ့လေဆိုင်းကိုဘာပြောသွားလဲတလားပြင်းပြန်လာမယ်ဆိုဒါပေမဲ့အချိန်နေရမှမပေးပဲဆိုင်းရဲ့ဒီမှာမမကိုရဲ့မမေကမမနေဘူးပဲစေုံမှာဘလို့လုပ်ပြီးတော့ထားရိတ်ခဲ့လို့ဖြစ်မှာလေပြီးတော့လေဆိုင်းနဲ့လိုက်ဖို့ကဘေးရမှမသိနိုင်တာဆိုင်းဘလို့လုပ်ပြီးတော့အကြိုင်းဆောင်နေလို့ဖြစ်မှာလေဒီမှာမမကိုမမကိုဆိုင်းအောင်ညာပြီးချစ်သွားလားတကယ်ချစ်သွားလားပြောဆိုင်းရဲ့အချစ်ဆိုတာအယုံလေးနဲ့ကစားတာမှမဟုတ်တာအသေးနဲ့နှလုံးသားနဲ့ရှင်းပြီးလှုပ်ရှားရတာမျိုးပြီးတော့မမဦးလိုမင်းသားတွေဘက်ကညာပြီးချစ်တယ်ဆိုတာမရှိဘူးပါဘူးဒါဖြင့်တကယ်ချစ်တယ်ပေါ့ချစ်ပါလေဆိုင်းရဲ့မမဦးမင်းလေးကိုတကယ်ချစ်တာပါဒါဆိုရင်ပြည့်ပြည့်စုံနေပြီပဲမမဦးရဲ့တကယ်ချစ်ရင်ကိုချစ်သူဒီလောက်ခံစားနေအောင်မမဦးကြည့်ရသလားတကယ်ရက်ဆက်တာမမဦးပါပြန်မလာနိုင်တာလောက်လေးနေတော့မမဦးကိုဒီလောက်ပြည့်တွေပုံမချပါနဲ့ဆိုင်းရဲ့တေးုံမှန်ကိုတွေးစမ်းပါဆိုင်းရဲ့မယူစမ်းပါနဲ့ဟုတ်တယ်ယူတယ်ကျွန်တော်ကမမကိုချစ်တဲ့စိတ်ကြောင့်ယူရတော့မှာဆိုင်းကအတိတ်ပဲမေရမ်းနေတန်လင်းရဘော်ကသူ့လက်ဆွဲကြီးကိုကန်ချပြစ်လိုက်တယ်ဒီမဲ့မမကိုခမည်းလိုက်မလားမလိုက်ဘူးလားပြောဗျာဆိုင်းတော့လာပြီးမယန်းကနဲ့ကျုပ်မိတာပြောပါမလိုက်ဘူးမလိုက်နိုင်ဘူးကြေးစားမိမမမင်းခေါ်တိုင်းလိုက်မှာပေါ့ဒီရက်မှာငါးသိက္ခာကိုလာမစော်ခိုင်းနဲ့ဆိုင်သွားမင်းပြန်သွားတော့ဆိုင်းကခုံနှဲရပေါ်လက်ဝါးနဲ့တာရိုက်ချလိုက်သည်ကြီးစွာသောနာကျင်ခြင်းကိုသူခံစားရရှာမယ်လက်ထောက်ထားခြင်းကပုံမပြတ်ဘူးကိုကိုညွတ်လို့ခေါင်းကိုဆိုင်းငုံထားသည်ဘာမှပြန်မပြောတော့ဘူးခိုင်နေဦးလည်းဒေါသပြပြနဲ့ဘာမှဆက်မပြောမိဘူးဒီတိုင်းကြည့်နေတာဆိုင်းကိုဘေးတိုင်းမြင်နေလက်မောင်းနဲ့လက်ပြန်ကသူ့မျက်နှာကိုကွေးတယ်ခုံနှဲရတွေပေါ်ဆိုင်းရဲ့မျက်ရည်စက်တွေတပေါက်ချင်းကျွေးစင်းလာတယ်ကိုအတွက်ချစ်သူကတကယ်လှလိုက်လေခံစားနေရရှာပါလားဆိုတဲ့အသီးကြောင့်ခိုင်နေဦးရဲ့ရှင်ကဒေါသတရားတွေထွက်ပြေးကုန်ပြီဂူနာရီကနေရာအဆောင်ဝင်လာတယ်ဆိုင်းကိုပေးခဲ့တဲ့ဂတိရဲ့အတိုင်းတလားပြည့်သွားလိပြီးတော့ခိုင်တွေဦးသတိမရရှိခဲ့တာအမှန်ပဲဖေဖေလာတာနဲ့မမေဘူးလို့မကြမ်းမလာတာနဲ့ခိုင်တွေဦးကရှုပ်ထွေးနေမိတာမိဘအတွက်အလေးသာသွားရလို့ပဲပြောရမှာဆိုင်းဘက်ကတော့တလားပြည့်အောင်ဒုက္ခများမနှဲအောင်ရင်လို့စောင့်နေရရှာပြီမေရှင်နီကတလားနဲ့စိတ်ရဲ့ပြည့်မြောက်ပြီးချစ်စောဟုန်ကြီးမားစွာနဲ့လိုက်လာရှာတဲ့ဆိုင်းခိုင်တွေဦးကဘယ်နည်းနဲ့မှမလိုက်နိုင်သေးကြောင်းပြန်ကြားချက်ကသူ့ရဲ့ကြီးမားတဲ့မျှော်လင့်ချက်ကိုဖျက်ပြိုပစ်ခဲ့တယ်အဲ့ဒီအတွက်ခံစားချက်ကျင်းလွှတ်ရကပောက်ကွဲထွက်လာတယ်ဆိုပြီးခိုင်တွေဦးဆိုင်းရဲ့ချစ်တဲ့နှလုံးသားကိုမြင်နိုင်ပါပြီဆိုင်းမောင်လေးငိုရှိုက်နေတဲ့ဆိုင်းရဲ့ကြောပြန်လေးပေါ်လက်တင်ပြီးခေါ်မိတယ်ဆိုင်းကလက်ထောက်ရာကကြောဆက်ရက်တယ်နီမြန်းနဲ့မျက်ဝန်းမှာမျက်ရည်စားတွေကပြည့်ရှင်းလျက်နေပါခိုင်တွေဦးကြည့်နေရကလေကျလာတယ်လို့တားလှမ်းဖက်လိုက်ပြီးခိုင်တွေဦးရဲ့ရှင်ကိုသူ့နှပီးနှပီးကလို့ဖက်တွေထားရင်ကမမဦးဆိုင်းသိကြရတယ်မမဦးရဲ့ဆိုင်းကိုနှိမလွတ်ပါနဲ့နော်။အော်ဆိုင်းရဲ့ခိုင်နေဦးကလေပြန်လေလို့ဖတ်တွေထားမိပြီ။ငိုပါနဲ့မောင်လေးရဲ့မမဦးနဲ့ဆုံးရတော့ပျော်ပျော်ရွှင်ရွှင်နေရအောင်မမဦးတို့နှစ်ယောက်တိုင်ပင်ပြီးတော့တနည်းနည်းတော့စီစဉ်ကြသေးတာပေါ့နော်။နော်
တကယ်လားမမောင်တကယ်ဘောဆိုင်ရဲ့စိုင်းချစ်တဲ့မြတ်တာတက်မလျော်နေတဲ့မြတ်တာမမောင်ရဲ့ရှင်မှာရှိပါတယ်ဆိုင်ရဲ့ကဲပါမို့ပါအောင်ကလေးလေးလိုချော့မှထင်ပါရဲ့မုတ်ကျွေးပါမယ်မငိုပါနဲ့ရှင်မုံစားကြပါဦးမမောင်ကိုပဲစားကြတာဟဲ့တကယ်ချစ်လွန်လို့လေမချစ်မီရဲ့ဖြစ်တာမျိုးမှာဒီမှာမမောင်ဒါမမောင်လို့အိမ်နော်ဘာလဲစုပ်လို့လားမဟုတ်ပါဘူးစုပ်တာမစုပ်တာအရေးမကြီးဘူးရက်ကွက်မကြီးဆေးရုံမှာဆိုတော့ဆိုင်းနဲ့မမအောင်နဲ့နှစ်ယောက်တည်းပေါ့အပြက်မိတယ်ဗျာအမေရမယ်အာကြီးနော်မမအောင်ရဲ့မောင်နေကိုတွေလာဆောက်ပေးနေ9ယောက်တောင်ရောက်ပါ9ယောက်ကိုဆိုင်းကတယောက်တည်းအပြက်ကျဲလို့မှာတက်လို့ဆိုင်းကကရာတေးလက်စွမ်းပြလိုက်သေးတယ်ဆိုင်းနဲ့အတူခိုင်နေဦးပါရီမောမိတယ်ချစ်သူတို့ရဲ့စိတ်လျင်ကကြည်ချင်းချက်ချင်းငိုချင်းချက်ချင်းမှတကားမမအောင်ဆိုင်းဘာမှမစားခဲ့ရသေးဘူးစားတယ်ဟုတ်ပါရဲ့မိနေလိုက်တာသူ့သေးနေရနဲ့အစားကျွေးဖို့တော့သတိမရနိုင်အောင်မေဟင်းတော့တိတ်မကောင်းဘဲဦးလေးနဲ့ထက်ကြော်လိုက်အောင်မေနေအောင်နော်မမဦးသွားစီစဉ်လိုက်အောင်မေမရဘူးမိဖို့ကြောင့်နဲ့လည်းလိုက်ခဲ့မှာပဲကျင်းနိုးစာရီမောင်းရင်းနဲ့ဆိုင်းရဲ့လက်ကိုဆွဲလို့နောက်ဘေးဘက်ကိုဝင်ခဲ့ရတယ်ဒီမှာမမဦးဘာဒီမှလုံးမနေနဲ့ခက်တာမြိုင်မှာတော့ကလေမမဦးထမင်းကိုစလုံးနဲ့နေပေးပါရောလားဆိုင်းငုံနေတော့ကလေအဲ့လိုခွန့်ကြည့်ဆိုင်းရလေမမဦးပေါ်မှာအဲ့လိုပဲတက်လွန်ဆိုးနဲ့အနိုင်ယူနေတော့မှာပဲအလိုလိုက်နေရတာကိုပဲမမဦးလေကြည်နူးနေပြီပါတယ်ကြည့်ရဲ့ကဲလာမမေနေသားရဲ့လားအေးဒီညနေတော့နည်းနည်းနေကောင်းပါလေသူကဘာတူလဲသမီးခိုင်နေဦးကဆိုင်းကိုလက်ညှိုးညွှန်လို့ဒေါ်နုမေကပြောတယ်သူ့နာမည်ကဆိုင်းလွန်ဝေတယ်မမေသမီးရဲ့မောင်လေးပါဖေဖေရဲ့သားအော်သူ့လွတ်လိုက်တာလားဟုတ်ကဲ့ခင်ဗျခြေထောက်နဲ့ဆိုင်းကြည်ကုံကုတ်ပြီးခိုင်နေဦးချက်ပေးလေးမှဆိုင်းရရောချလိုက်ရှာတယ်သူ့သားဒီရွယ်တော်ရှိပါလားခိုင်နေဦးတန်း9နှစ်ငယ်တဲ့ဆိုင်းကိုမမေကကြည့်လို့ပြောတယ်ခိုင်နေဦးနဲ့ဆိုင်းကမလုံမလေးနဲ့သူပြန်လာမယ်ပြောသွားတယ်ဟုတ်တယ်မမေဖေလာဖို့ပဲမမေကြီးကလည်းမမနေတာအလုပ်တွေလည်းပြီးနေလို့မမေကိုစိတ်မချလို့သူ့သားကိုအရင်လှုပ်လိုက်တာဟုတ်ပါတယ်ဗျဆိုင်းကမျက်နှာပိုးမသိမမေနေတိုင်းကြီးချင်းညွန့်လည်းရှိတာပဲသမီးမောင်လေးကိုဖျားကုန်းတော့ပေါ့လိုက်ဖို့လိုက်အောင်မယ်နော်မမေအေးမမေတော်နုမေကတန်တရားကင်းရှင်းစွာနဲ့ခိုင်နေဦးတို့ကိုလှော့လိုက်ရှာသည်ဆိုင်းလန်းဝင်နဲ့ခိုင်နေဦးတို့ကဆေးရုံကထွက်ပြီးတရားရိပ်သာနဲ့ရွှေစည်းကုံစီဒီတီရှိအောင်တောင်ကုန်းမြစ်လေးပေါ်တက်လာခဲ့ကြသည်ရင်မြင့်နေစစ်မှာတဟက်ပင်နဲ့တမပင်နဲ့စိတ်ဝင်နေသည်ဟိုရှိဘက်မှာ6တော်မမဘူးတဲလုံးနဲ့လည်းတဲထောင်ပေါ်မှာလေတော်ရဲစိတ်မြမြလေးနဲ့လှလိုက်တာဟုတ်တယ်ဆိုင်ရဲ့မိုးခါမှာဆိုရင်လေဟိုဟာတောင်နှင်းနေစီကတောင်ကြားရည်ဆင်းလာပြီးဆိုရင်ရေစီးသိပ်တန်တာပဲဒီကြောင်လေးကချင်းနှင်းမြစ်တွေကိုပေါင်းစုံနေအဲ့ဒီတစ်တွေကတော့တစ်မာတွေများတယ်ချင်းနှင်းမြစ်အတိုင်းစုံမျောဖို့ပေါ့ဟောဒီကြောင်လေးကဆိုင်ဟိုမြေကြီးကမမဘူးပြီးတော့ပေါင်းစုံတယ်ဟုတ်တယ်တို့ကချင်းနှင်းမြစ်ကြီးလောက်မြစ်တာများတယ်ဆိုင်းမြစ်တာကြီးကချောင်းငယ်လေးလောက်ပဲမမဘူးနော်ဟေးဟိုမှာဖုံးရည်နဲ့ဘသူကကြည့်ကြည့်လေးဆိုတာရှင်းနေပါပြီမမဘူးရဲ့ဘသူကမခွဲနိုင်တယ်လေဘသူကပြစ်ထားနိုင်လေပြောလက်ကိုလှုပ်စမ်းပါမောင်နှမလို့ပြောထားတာအင်းတွေကနေစမ်းမအောင်မမဦးကလည်းဗျာမစိုးစမ်းပါနဲ့ဆိုင်ရင်ဟိုမှာကြည်စမ်းမမဦးတို့ရဲ့ကဏီမြို့တွေကဘလောက်လှလဲစေုံလေးကတောင်ကြီးမှာဝတ်နေတယ်ဟိုမှာအာထကအကြောင်းနဲ့ကိုရောင်နေအဲ့ဒီဘက်ကပြီးရင်မြေကမ်းမထိပ်ကဖះကိုသွားရအောင်တိတ်ပြီးတော့လှပသားရတာပဲဆိုင်ရင်စကားလွှမ်းပြစမ်းပါနဲ့မမဦးရဲ့ဒီမှာဆိုင်ပြောမယ်ပြောပါရှင်ပြောပါဦးရင်ကွန်မိုင်းနဲ့ဆိုင်နဲ့အလုပ်တွေအားလုံးတွဲလုပ်နေပြီမမဦးရဲ့အော်ဦးရင်ကွန်မိုင်းဆိုမှမမဦးလေအပြည့်မဲ့တဲ့ဦးကြီးကိုတော့တော်လဲထင်ခဲ့မိသေးတယ်ဘာဟုတ်လဲဘာမှမဟုတ်တော့ပါဘူးသိပါတယ်ဒေါ်အက်စတာတို့ကိစ္စမဟုတ်လားအော်ဟုတ်သားပဲဆိုင်ကရန်ကုန်ဆင်းသေးရပဲသိလာခဲ့မှာပေါ့မမဦးများခက်တာမြန်မှာရှိနေမလားလို့ပြန်ကြည့်ရသေးတာပေါ့ဒီမှာဆိုင်ဆက်ပြောဦးမေစိမ့်မြအေးချမ်းနဲ့တပည့်နေရှိရာတောင်ကုန်းလေးကနေဆင်းသက်လာခဲ့မိကြတယ်ပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့ဆိုင်းတို့မော်တို့အလန်းပြေဆိုတဲ့ဇလန်းလေးရဲ့အပိုင်း9ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကကြံ့နေတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇလန်းလေးကိုဖတ်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်